What's up အားလုံးပဲမင်္ဂလာပါကျွန်တော် Fadi ဘွယ်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့အသက်ချက်ချုပ်ကီးပုတ်ဖြစ်တဲ့ What the fuck is that dude ဆိုတော့ကျွန်တော်ဒီနေ့ YouTube ပြန်ခံမဲ့ပါပြီဆိုတော့ကျွန်တော်ဒီနေ့ခံမဲ့တဲ့အနေနဲ့ cricket ဆန်းအောင်ဖြစ်ပါတယ်ဆိုတော့ let's go ကျိုးဒီနေ့ကတော့အလံခိုးရမှာပေါ့နော်အလံမှာတွေ့အလံခိုးတဲ့ကောင်ပါဆိုပေါ်လာပေါ်သူတို့ထင်ရင်နော် Fadi ဘွယ်ဂိမ်းထဲရောက်ပါပြီ Fadi ဘွယ် lesson ပြဖို့အချိန်ရောက်ပါပြီဆိုကျွန်တော်တို့လုံးစရာရှိရဟာတွေကျွန်တော်မြဲမြဲလုပ်လိုက်မှာပေါ့နော်ဟိုကောင်တွေမလာခင်ကျိုးဒီမှာအုပ်တွေပါကြီးစောက်မယ်ဘာလို့ကျွန်တော်အုပ်တွေပါကြီးစောက်နေလဲဆိုတော့ဘယ်လိုပြောမလဲကျွန်တော်တို့ဘက်ကဝင်မယ်ဆိုရင်တင်မှာဒီမှာကျွန်တော်တို့ဒီမှာဒါခင်းလိုက်မယ်ဗျာဟိုကောင်တွေကကျွန်တော်တို့ဒီမှာနိုင်ရိုင်းဒီမှာတဲ့ဒီနိုင်ရိုင်းကာဟာရေဆိုတော့အကောင်တွေဝင်လို့မရဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ဟိုကောင်တွေလာတဲ့အချိန်ကျရင်ကျွန်တော်ပြမယ်ဗျာဟိုကောင်တွေလာပြီဆိုတော့အဲ့မှာအဲ့ကောင်တွေကမလာသေးဘူးအကောင်တွေလှုပ်ရရှိရလှုပ်နေအကောင်မိုင်းတူးနေမိုင်းယူရကောင်သွားစင်အောက်စင်သွားအသေးဘူးအကောင်မေးပြီအဲ့မှာနောက်တစ်ကောင်ငါ့ကိုတက်ဖို့ကြိုးစားရောက်ငါ line ထက်နေဟာ line မကောင်းဟုတ်တယ်ဟိုကောင်နေနဲ့ကူချပေးအောင်လေကွာငါ့ကိုကူချပေးအောင်လေကွာအေးဟုတ်တယ်အပုတ်ကြပါ යි ကျွန်တော်တော့ဒီ game ကိုဆိုတာကျွန်တော်6နှစ်ကတည်းကစဆိုရပေါ့နော်6နှစ်ကျွန်တော်6နှစ်ဆိုဘယ်လိုလဲဒါက COVID-19 တွေပါဖြစ်နေတဲ့အချိန်ပေါ့ဗျာဟိုအကြောင်းတွေပါမတည့်ဘူးဆိုတော့ကျွန်တော်လုံးစရာမရှိဘူးဆိုတော့ကျွန်တော်ဒီအလန်ကိုတဲ့ game နဲ့ထိုင်ဆိုတာဒီအလန်ကိုတဲ့ game ကဘယ်လိုပြောမလဲကျွန်တော်ရဲ့ childhood game ဖြစ်နေတာပေါ့အဲ့ဒီ True Craft တည်ရမှာကျွန်တော် the hype လို့ပါတော့မစောဟိုမစော့တာကျွန်တော်နုလို့မဟုတ်ဗျာကျွန်တော်စော့မှန်းလည်းမသိဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ game နဲ့ဆွဲလန်ပြည့်နေကျွန်တော် Skyward တို့ Bellward တို့ဘာမှမရောက်ဗျာကျွန်တော်ဒီအလံခိုးတဲ့ game တို့ကိုပဲကျွန်တော်ဆွဲလန်းစော့နေအဲ့ဒါကြောင့်ကျွန်တော်တူမဆိုင်ပို့ပြီးဆွဲလန်းပြီးဒီ game ကိုဆွဲလန်းပြီးစော့နေဒီကောင်လေးဘာလုပ်နေရလဲမိုင်းနေတူးနေတာလားဟိုငါရိုက်တာနည်းနည်းလွန်သွားတယ်ငါခုန vote လည်းမပြုတ်ကြပါဘူးဒါပေမဲ့ကိစ္စမရှိပါဘူးငါတက်သေးမှာပဲကျွန်တော်က YouTube နဲ့နည်းနည်း YouTube video လောက်တာနည်းနည်းအလံဝေးသွားပြီဆိုတော့ဘယ်လိုပြောရမလဲ YouTube ပဲပြန်မလာဖြစ်တော့တည်မှာ content idea တွေနည်းနည်းပျောက်နေကြဆိုတော့ကျွန်တော် video edit လုပ်ရတယ်နဲ့ပြင်အဲကျွန်တော်အခုတင်လိုက်တယ် quality ကနည်းနည်းစုပ်ပြတ်တက်ချင်ပြသွားမယ်ဒါပေမဲ့ဘာလို့ comment ထဲမှာမန်းလိုက်ဘာကျွန်တော်နောက်ဘာ video ဆက်တင်ပေးရမလဲပေါ့ survival series ဘာလားတည်မလားကျွန်တော်တို့ဒီကြားထဲမှာ content idea တွေပျောက်နေရဗျာဆိုတော့ brother တို့ကျေးဇူးပြုပြီးတော့ comment ထဲမှာနည်းနည်း brother တို့ကြိုက်တာလေးတွေဝင်မှန်းပေးပေါ့နော်ဒီထဲမှာကျွန်တော်ကောင်းမဲ့ခြင်းတဲ့ဟာတွေလုံးနိုင်မဲ့ခြင်းတဲ့ဟာတွေကျွန်တော်လောက်ရပေးမယ်ဗျာသိရမလားကဲပြောရေးဆိုရင်နောက်ခိန်းတစ်ခုတော့ရောက်ပါပြီ Fadi ဘွေကြံဖို့အချိန်ကြပ်ပြီကျွန်တော်ကခုနလိုမျိုးဟာတဲ့နာဗလာရအပြုတ်ကြသွားတာလေကွာအဲ့လောက်ထိတသားခင်းပေးနေတာပွဲတော့စပြီကျွန်တော်ပွဲစချင်းမှာပဲကျွန်တော်များနဲ့ပြက်လိုက်ပါတယ်အဲ့ကောင်ဘာလုပ်လားအဲ့ကောင်ကျွန်တော်ပြုတ်လို့ရတဲ့အတိုင်းလိုက်လုံနေတာတေသွားရတယ်ဟာညီလေးอ่ะဟုံးတေပါပြီကိုကောင်တော့ဘာကြီးလုံနေရတယ်ကွာမင်းရလေငါ့ကိုမခေါ်ပဲချနေကြဟဲ့ရေးငါတေရောပြေးဟဲ့ရေးငါ့မခေါ်ပဲချငါတော့ကြာငါ့မခေါ်ပဲချငါသွားမယ်ငါအကူညီလာမတော့နိုင်ငါလည်းမနိုင်ဟဲ့ရေးဟိုကောင်အနောက်နေလိုက်လာရဲ့ဟိုကောင်အနောက်နေလိုက်လာဟဲ့ဘာလို့လိုက်လာရောမေသူများနေမှာဘာလို့ရဲသွင်းနေမြင်မှာဘာလာလောက်တာမင်းက Fadi ဘွေပဲကောင်းလဲဆိုတော့မသိဘူးလားပဲသိမလဲ Fat boy လေးပဲသိရအကောင်တွေကဆိုတော့ကျွန်တော်အခု Fat boy လို့မခေါ်ပါနဲ့ကျွန်တော် Fadi ပဲပြောပါပြီအဲ့ဒါကြောင့်မလို့ကျွန်တော် Fadi ဘွေလို့ပဲခေါ်ပါအဲ့ကောင်ငါအကောင်တွေအနိုင်ကျင့်နေတာဟာငါလည်းအနိုင်ကျင့်လိုက်မယ်ဟဲ့အပြုတ်ကြပါရဲ့ဟာငါချတာမဟုတ်တော့အကောင်ခိုးစင်းသွားတာကြောက်လို့အဲ့ကောင်တွေဘာလဲကွာလိုက်ပြီးအနိုင်ကျင့်နေအကောင်တကောင်လေးပဲဘာလဲမသိဘူးငါတို့အသိအကောင်အနိုင်ကျင့်တော့ဟိုကောင်တိုင်ထောင်ပြီးပြေးနေရတယ်ဟဲ့ကောင်လေးဘာလုပ်နေရလဲကောင်လေးရေအခုစင်းလိုက်တော့အော်မခုစင်းငါစင်းပြီးလိုက်အခုကျွန်တော်တို့နောက်9မိနစ်ဆိုကျွန်တော်တို့ AC နိုင်သွားပါပြီဟိုကောင်မှာတွေ့အလန်ခိုးရတာကိုကျွန်တော်တို့လိုက်သားအလန်မခိုးပါနဲ့ဗျာလေဟာတဲ့နာဗလာရအကောင်တွေဘာကောင်လဲကွာအနာလိုက်ကျက်တာအဲ့ကောင်တကောင်ပဲကွာငါတို့တင်းရကောင်တွေလိုက်ပြီးအနိုင်ကျက်တာအကောင်နည်းနည်းတရားလွန်တယ်ဟာလာပြန်ပြီးအဲ့ဒီကောင်ပဲကွာခဏငါလဲနဲ့တေးနေကြမဟုတ်တော့မဟုတ်သေးပါဘူးငါ့ပဲစိတ်ရလားငါ့ပဲအကောင်တေးဖို့ကံပါလာတာတော့ငါလည်းမသိဘူးကဲကျွန်တော်အလန်ခေါ်လိုက်ပါဟဲ့ငါတေးတော့မယ်ဟာအကောင်ပဲငါ့ကိုလိုက်ချနေဘာကောင်လဲမသိဘူးရေကျွန်တော်ဒီတပွဲရဲ့နိုင်ဝပြန်ပြီဗျာကျွန်တော်နိုင်မယ်လို့မတင်တော့ဟိုလက်ရှောင်းရင်ကိုရဲ့ကိုကြောက်လာတယ်ဟေးငါတေးတော့မယ်ဟာချငါချင်းဆိုရင်ငါကလစ်တွေအေးစီးလေးနေညာအဲ့ကောင်ငါတေးတော့မှငါတတိပြန်ကတ်ကိုလေမင်းဘယ်ပြီးမလို့လဲမင်းမလို့တော့တော်ရဲ့ကဲအကောင်တေးပါ
Sa mau lý sa mau với aya baya sa hoppo sa buffet sa mau với xe ma တော်ငါဘာကြီးလှုပ်နေမှလားငါလည်းမသိဘူးငါမင်းတပ်ပါစိန်နဲ့ကျုံပြမယ်တပ်ပါစိန်နဲ့ကျုံတော့အဲ့ကောင်ပြီးစဲဝင်သွားမရတော့ငါအဲ့ကောင်အပြင်ဆွဲခေါ်တယ်အဲ့ကောင်ငါပြန်ချဖို့ကြိုးစားနေရဲ့ဒါပေမဲ့ငါ့ကိုမချနိုင်ဘူးโอ้မင်းတို့ကောင်2v1လား2v1လည်းရတယ် No matter the situation you can be the king of the slime because I'm the unstoppable body very ဖြစ်တဲ့တော်ရဲ့ပါရဲ့ IB ပါတေးပါရဲ့အကောင်လည်း IB ပြောတော့မှာပြေကောင်လေးပြေမင်းဒါမဲ့မင်းပြီးလို့ရပုံလို့တော့မရဘူးအကောင်ငါ့ကိုပြန်ချဖို့ကြိုးစားတယ်ဒါပေမဲ့မချနိုင်ဘူးကောင်လေးတို့မပြေးနဲ့ဟာပွဲပြီးသွားပြီဗရာတို့ရဲ့ဆိုတော့ဗီဒီယိုလည်းစပြီးသွားပြီဆိုတော့ခွဲခွာမဲ့အချိန်လည်းရောက်ပါပြီဆိုတော့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ပြီးရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့ဒီတဲ့ကောင်းတဲ့ content နဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye